ပေးစည်းနေတာ3လပဲခံတယ်3လလဲကြာရောဟိုဆိုနိုမိမ့်မအောင်ဆောင်ပြီးတော့လေပေါ်တက်တယ်ဆိုပြီးတော့ပေါ်ဗျာဘလို့ပေါ်လဲဆိုတော့ဒါတက်ဆိုင်မှုတွေနော်တကယ်အံ့ဩစရာကောင်းတယ်အဲ့ဒါဟိုဆိုနိုရဲ့ဘေးမှာရက်နေတဲ့အမေရိကန်လူမျိုးတယောက်ရှိအဲ့အမေရိကန်စာရေးဆရာဖြစ်စာရေးဆရာမှာကဘာကျော်စာရေးဆရာနာမည်ကြီးအဲ့စာရေးဆရာတတိယမြောက်သင်္ဘောလာတဲ့အချိန်မှာကဲလိုက်လို့အသက်ရှင်သွားတယ်အသက်ရှင်တော့အမေရိကရောက်တော့သူဆေးတွေကုပြီးတော့စာရေးတယ်ဗျဒိုက်တာနစ်အဲ့တော့ဒီမှာသတင်းလေးတစ်ခုပေးပြရတယ်အဲ့စာအုပ်ကိုဖတ်ချင်မြန်မာနိုင်ငံမှာဆရာကြီးတက်တော်နန္ဒမိတ်ဘာသာပြန်ထားတာရှိပါတယ်အဲ့ဒိုက်တာနစ်ကိုအဲ့ဒိုက်တာနစ်ဆိုတဲ့စာမျက်နှာတစ်ခုမှာစာရေးဆရာဘာရေးလဲဆိုတော့ငါဘေးမှာကွာတဲ့ဂျပန်တယောက်လာရက်တယ်တဲ့သပင်အရှိကြီးနဲ့ညဝေးအင်ကြီးဖျို့ဖျဲနဲ့အဲ့ဒီဂျပန်ဟာအကြောက်လွန်နေပုံရတယ်တဲ့မိမ3ယောက်နေရာရမယ်လေဆိုတော့တဲ့မိမတော်တွေကိုမိမလို့မိမရမျက်လုံးနဲ့မြင်ကြည့်တော့ရိုးရိုးမဝင်ဘူးမိမလို့မိမရမိမဟန်ဆောင်ပြီးဝင်သွားတယ်တဲ့ပြီးတော့ငါကြည့်နေတာကွာတဲ့မိမတွေကိုတွန်းထိုးဘေးဖယ်ပြီးတော့သူထိတ်ဆုံးကပန်းဝင်သွားတယ်အဲ့ဒါပါလာတယ်ပါလာတော့တကဘာလုံးရင်းနှီးနေတဲ့ဟိုဆိုနိုအဲ့ဒီဟိုဆိုနိုဒီခုနတကူကောင်းဆန်တဲ့ကောင်ကြီးဖြစ်နေအဲ့တော့အဲ့ဒီတကူကောင်းဆန်တဲ့ဟိုဆိုနိုကိုတကဘာလုံးကသတင်းတွေကဝိုင်းရေးပြန်အောင်ဘာတွေရေးလဲဆိုတော့မင်းတို့ဂျပန်တွေဒီလိုပဲလားမိမတယောက်အသက်ကိုတတ်ပြီးတော့မှသူ့အသက်ရှင်ဖို့ကြိုးစားတာဂျပန်ဂျပန်လူမျိုးကဂျပန်နိုင်ငံဆိုဂျပန်ကိုဝိုင်းရှုပ်ချကြအောင်အဲ့မှာကျွန်တော်ဘယ်ဘက် channel ကိုပို့ကြည့်အောင်နော်ဟိုစားတောက်လျှောက်မဖတ်နဲ့ပြဖတ်ပြီးတိုက်ဆိုင်တာလည်းရှိရင်တွေးကြည့်ကျွန်တော်စိတ်ထဲအဲ့ဒါဖတ်တဲ့အချိန်မှာကျွန်တော်ဘာတွေးလဲဆိုတော့ဒီဂျပန်တွေကစက်မှုထုံးအောင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီစီးပွားရေးတွေတိုးတက်အောင်လှုပ်တက်ပြီးတော့ဘာလို့သမိုင်းကိုမဖြောက်တတ်တာလဲနော်ကျွန်တော်တို့ဆိုသမိုင်းဖြောက်တာအင်မတန်ကျွမ်းနော်ခင်ဗျားဒါဥပမာလေးတစ်ခုပဲပြောမယ်နော်ဒီနေ့အထိသမိုင်းဝင်နေတဲ့ဟာလေးတစ်ခုဟုတ်လားမဟုတ်လားစဉ်းစားကြည့်လက်ပတော်မှာဒေါခင်ဝင်းနှစ်ဖူးတဲတဲ့ကြည်စံမှန်တယ်နောက်ကနှုတ်ဆိတ်ကြီးပွင့်ထွက်သွားတယ်ဒီနေ့အထိအဲ့ဒါပလတ်စတစ်ကြည်စံမှာလို့ပြောထားတော့မယ်အင်မတန်ကျွမ်းတယ်အဲ့တော့ကျွန်တော်ကမြန်မာပဲနော်မြန်မာ mindset ကျွန်တော်မှရှိတယ်အဲ့ဒါဖတ်တယ်ကျွန်တော်စဉ်းစားတယ်အမလေးကွာဒီကောင်ညံ့တာငါတို့နိုင်ငံဆိုလို့ရှိရင်ရှင်းရှင်းလေးပဲဟိုဆိုတော့ငါတို့စစ်စစ်ပြီးအဲ့ကောင်ယူနေလို့ပြောလိုက်ပြီးသွားပြီနော်ဒါရှင်းရှင်းလေးအဲ့ဒီ formula အတိုင်းလည်းပဲလောက်တာပဲဒေါ်စန်းစုကြည်အိမ်ထဲကိုဓာတ်စီပစ်လိုက်တယ်အဲ့ဒီကောင်ယူနေတယ်ဘာလို့ယူလို့ရတယ်ဒါပေမဲ့ဂျပန်ဆိုကမလောက်တော့မလောက်တော့ဘာမလို့ငြိမ်နေအဲ့ငြိမ်နေတဲ့အချိန်မှာအဲ့ဒီကာလဂျပန်နိုင်ငံမှာတကယ်ဓာရစ်ထက်တာဆာမူရိုင်းတွေကအဲ့ဓာရစ်ထက်တဲ့ဆာမူရိုင်းတွေကမကျေနပ်တော့ဘူးဂျပန်လူမျိုးကွာဂျပန်နိုင်ငံကွာနဲ့လှုပ်လာတော့မကျေနပ်ဘူးပြမကျေနပ်တော့မှဘာသာလှုပ်လဲဆိုတော့ဟိုဆိုနိုစီကိုအကြောင်းကြားတယ်ဟဲ့ဟိုဆိုနိုမင်းကြောင့်ငါတို့နိုင်ငံသိက္ခာကျနေပြီငါတို့လူမျိုးသိက္ခာကျနေပြီအဲ့တော့ဂျပန်လိုခေါ်တယ်ဗျာကိုဘိုက်ကိုဓာတ်နဲ့ခွဲပြီးတော့ဝင်ခံလိုက်ကျွန်တော်မှားပါတယ်အဲ့လိုလုပ်ပေးလို့ပြောတယ်အဲ့တော့တရားမှကြောက်လို့ဗျာမိမ့်မန်အောင်ဆောင်တဲ့ကောင်ကြီးကကိုဘိုက်ကိုဘယ်လိုခွဲရဲမှာလဲဟုတ်တယ်မလားလုံးဝမခွဲရဲဘူးဒါပေမဲ့ပြဿနာအောက်ကမှတ်ချက်ပါတယ်ဗျာသူကမှတ်ချက်တဲ့မင်းပိုင်မင်းမခွဲရလို့ရှိရင်တဲ့ငါတို့ဆာမူရိုင်းတွေ3ရက်အတွင်းလာခွဲမယ်တဲ့3ရက်အတွင်းလာခွဲမယ်ဆိုဟိုကောင်ကတကယ်ခွဲမဲ့ကောင်နေဗျာတကယ်ခွဲမဲ့ကောင်နေဆိုတော့သူဘာလုပ်လဲဆိုတော့ဒါလဲကမ္ဘာနေရာမှာအတိုင်းပဲဘာလုပ်ဆိုတော့ထွက်ပြေးတော့ဗောဗျာထွက်ပြေးပြီးတော့တဲ့သူဇလန်းမှာညီကုန်းချုပ်ထားတာတော့တကယ်တော့ရစနပုတ်ကလေးမှာဟိုတမိုင်းဖြောက်ပြီးတော့ဗောလိန်ညာပြီးတော့ဆိုတော့လေဗမာလူတွေးသေးတယ်ဗျာဒီကောင်လာဝကနဲ့တော့ကင်းမှာမဟုတ်ဘူးမပုံနေအတူလောအောင်မှာနော်အဲ့လိုနဲ့သေသွားတယ်ဗျာဒါတကယ်ဖြစ်စင်လာဒီထဲရောက်လာပြီးတော့မှအဲ့ရလေးပေးတဲ့ဟာတခုကဘာလဲဆိုတော့အဲ့သေတော့မှာတဲ့ဂျပန်ဆိုကထလှုပ်လိုက်တာတဲ့အဲ့ဂျပန်ဆိုကထလှုပ်တာကိုတကဘာလုံးကလက်ခုပ်တီးပေးတယ်ဘာကြီးလဲဆိုတော့ဘလောက်ထူးဆန်းလို့လဲဘလောက်ကြီးကျယ်လို့လဲဒီခိုးဆိုးနိုးသေးတာကိုဂျပန်ဆိုကဘာလုပ်လဲဆိုအရင်သိကျင်စရာကောင်းတယ်နောက်ဆုံးကလွယ်လေးရဲ့ပဲသူဘာလုပ်လိုက်လဲဆိုရင်တဲ့ဂျပန်ဆိုကဂျပန်နိုင်ငံကမူလရန်ပြဖတ်စာမှာခိုးဆိုးနိုးအကြောင်းကိုထည့်ပြီးတော့သင်ယုံညွန်းနှံရိုက်တယ်အဲ့တော့အားလုံးတော်တော်များများသိပါတယ်နော်ကျွန်တော်လွန်ခဲ့တဲ့3နှစ်ကဂျပန်ဟောပြောပွဲရောက်ပါတယ်အဲ့ဒီနေ့အထိအဲ့စနစ်ကရှိတော့မယ်မူလရန်ပြဆရာမများလာကအများဆုံးရပါတယ်တဖြည်းဖြည်းနည်းသွားပါတယ်ဘာဖြစ်လို့လဲဆိုတော့ကလေးတွေရဲ့စာဝမကစိတ်ကိုပါသင်ရတဲ့တောင်းကိုယူသူကတကယ်အတွေ့အကြုံရင်းကျက်တဲ့တကယ်ဆရာကြီးတွေဆရာမကြီးတွေကိုအဲ့မူလရန်ပြပါခန့်အဲ့တော့အဲ့မူလရန်ပြဆရာကြီးတွေဆရာမကြီးတွေကသင်ပေးရမှာတစ်ချက်တည်းပဲ never hosono ငါတို့နိုင်ငံမှာ hosono ဆိုတာရှိတယ်ဒီလိုအဲ့ဒီအတွက်ငါတို့ဒီလိုပြောခံဆိုခံဘယ်တော့မှဂျပန်မှာ hosono နောက်တော့မမွေးစေရဘူးသူများအသက်ကိုတက်ပြီးတော့အသက်ရှင်နေတာ hosono
သူများထက်ခွင့်ရေးပို့ယူခြင်းနဲ့စိတ်သက်မျိုးငါတို့ဂျပန်မှာဘယ်တော့မှမရှိကြဘူးအဲ့ဒါကိုပြဋ္ဌာန်းလိုက်တယ်